မလတ်တရက်ခုနှစ်ရှိစနခုနှစ်ဧကရာကြီးပက္ခရီနစ်မိုင်ပန်းတော်မီကြီးချချွန်းရှို့သည်မိသားစုအတွင်မိုင်မှာအရှိဖြားဒေသတော်ပြန်လာခဲ့သည်ဘူလူကျေးရွာမှာတဆွဲထားသောပြတဲ့ထန်ရှိုးခရတာခန့်မှစစ်တပ်၏အဆောင်ချက်ဖြင့်မလရှိယနေ၍ပန်းတော်မီကြီးသည်မင်းစကီအဓိကအခြေဆိုင်စကန်ဖြစ်သောကိုနီစီတီတို့ပြည်လည်ရောက်ရှိခဲ့သည်ဖုံမှုအနှက်များဖြင့်ဖုံးလန်းနေသောခန္ဓာဖြင့်သူသည်ဗိုလ်ချုပ်တယောက်ချက်ချင်းခေါ်ယူကအရေးပေါ်အရှိဝေတစ်ခုပြုလုပ်လိုက်သည်ကိုနီမှာရှိနေသောအစီမင်းဗိုလ်ချုပ်အလုံးတက်ရောက်ခဲ့ကြသည်အထဲတွင်မင်းယူဗိုလ်ချုပ်ဗျူရွှန်ဒမီဟျူမန်မျိုးနွယ်မှပူဆန်ဒမီဟျူမန်မျိုးနွယ်မှပူလန်ဒမီဟျူမန်မျိုးနွယ်မှဒက်Snake Clan မှဆိုစီ Dwarf Clan မှလူဆို Dragon Race မှ Manlaw Elf Representative ချူရှင်အမည်မသိသေးသောကိုယ်စားလှယ်ဖြစ်သည်ကျင်ချွန်းရှိုးကမိတဲ့ဒါမရှိချိန်မှာအခြေအနေဘလို့ဖြစ်နေလဲခဏတာတိတ်တိတ်နေကြတယ်တယောက်မှပြန်မပြေပဲဘူချူတွေကမျက်နှာပေါ်ကတောင်းလေးမရတော့ CBC မှုတွေကိုမြင်တော့ကျင်ချွန်းရှိုးသည်အပြေကိုသုံးဆက်ဖြီသလိုတည်သွားသည်ရှေ့ထဲမှာပြန်လာသူဘူဆန်းနဲ့ဘူလန်တို့သည်ဖုံဖုံလွမ်းနေတဲ့အဝတ်အစားမွဲချုပ်ချောင်းမေလုံးမိတ်မိတ်နဲ့လာခဲ့ကြသည်ဘူဆန်းမှတဲချီနဲ့ပြောတယ်ခြုံပြောရရင်တော့အချင်းကြီးမကောင်းပါဘူးလူတွေကသူ့ပြန်တန်တိုက်ခိုက်မှုကိုစတင်လိုက်ပြီးနေဆက်တပ်ကိုခေါ်ယူပြီးလက်နက်ကိုင်အင်အားကြီးကြီးမားမားတပ်ဖွဲ့စမတ်ခုပြန်လဲဖွဲ့လိုက်တယ်မိန်တပ်ဖွဲ့ကဒီယခရိုင်အရှိတောင်ဘက်မှာပေါ်လာပြီးရှေ့တန်းတပ်ကအပြာမြစ်ကိုဖျက်ပြီးငါတို့ Minx ဘီနယ်ကိုဓာတ်ရိုက်ချိုးဖောက်နေတာပဲလွန်ခဲ့တဲ့လအနည်းငယ်ကငါတို့တင်ထခဲ့တဲ့ဒီဟာဒူရှားတို့လိုဘီနယ်တွေကိုနမျိုးစစ်တပ်ကပြန်သိမ်းယူသွားပါပြီကျချွန်းရှုမိတဲ့အပြာမြစ်ကတဘာဝအတားရှာမဟုတ်ဘူးလားဘာကြောင့်အဆောင်တက်မခုခံခဲ့တာလဲ Zoesi Snake Clan ဘူချုပ်ကတိတ်တိတ်လေးမညညညွညွနဲ့ပြောလာတယ်အရှင်မင်းကြီးငါတို့တိုက်ခဲ့တယ်နမျိုးတွေနဲ့တိုက်ရင်သေးသွားလဲတားကောင်သုံးလို့ရှိရဲ့ဒါပေမဲ့ရန်သူအများများလို့နဲ့လင်ငယ်တွေအဆူလိုက်ပြုံးလိုက် Vival လာတာငါတို့မှအစာမရှိရေမရှိတိုင်ရင်ငယ်ရင်နဲ့တန်းလဲတွေထဲမှာစင်နိုးနေလဲမြားတွေလဲကုံကုံသွားပြီးစစ်ကူတော့မရှိသေးဘူးနောက်ဆုံးတက်တိရှိရှိနာတိုက်ပြီးမှသာငါတို့ဆုတ်ခွာခဲ့တာပါဒါကငါတို့ညီနဲ့ရင်းရင်းမှုဖြစ်ပါတယ်ကြွကျွမ်းရှော့ဒီမဲစီမမိတ်ပဲဗျူဟာနဲ့တွေ့နေတယ်သူတိတယ်အဲ့ဒီတိုက်ပွဲဟာတန်တရားရှိတယ်အဲ့ဒီသဘောတရားနဲ့ Snake Clan တက်ကတီဆုံးထု30ခန်းပဲရှိတာဆိုတာသဘောဝမဟုတ်ပါသူထင်တာကသူတို့ရင်ရင်တက်ကွယ်တာတက်မြစ်ဖြတ်တဲ့နတ်မျိုးစစ်တပ်ကိုတတိမပြူမိတာပိုအန်ရရှိတယ်သူကမီးယူကိုပြန်မိတယ်ဘာလို့စစ်ကူမပို့တာလဲမီးယူဒီမီးလုံးပြူပြီးပြောတယ်မင်းကြီးအဲ့လိုရှင်းမှာငါမှတတ်တဖွဲတယ်ပဲရှိတယ်အဲ့ဒါကပြတ်သားတတ်ပဲမင်းကိုယ်တိုင်ညွန်ကြားခဲ့တာရှိတယ်မင်းမရှိချိန်မှာပြတ်သားတက်ကိုမရွှေ့ဖို့မင်းအမိမပါပဲဘသူမှတက်ကိုမရွှေ့နိုင်ဘူးချစ်ချွန်းရှို့တူတိတ်တိတ်မင်းငင်းသွားတယ်သူမျက်နှာပေါ်ကမျက်စိကအေးပြီးတောက်တောက်လေးနေတယ်သူတိနေပြီအရှိပြစစ်ပြန်ပြုလို့ဖို့တခုပဲလုံနိုင်တယ်တတိနဲ့ညံလဲပြန်တိုက်မယ်ချစ်ချွန်းရှို့သတိရလာရီသူချတဲ့အဲ့ဒီအမိန့်ကိုသူပေးခဲ့တာမှန်တယ်အကြောင်းရင်းကတော့ပထမပြတ်တတ်ရဲ့အထက်တန်းအင်အားကိုငကိုယ်တန်းထိမ့်ထားဖို့ဒုတိယခွန်အားကိုဖုံးကွယ်ထားဖို့တတိယအနာဂတ်တွင်နှမျိုးစင်းနဲ့တက်ရရင်ဆန်လာမည်အရေးကြီးသည့်တိုက်ပွဲတွေအတွက်အဆုံးသတ်ပေးမှန်းတော့တက်ဖွဲ့တစ်ဖွဲ့အဖြစ်အထုံးချရန်သူသည်ထိမ့်မြတ်စွာအထွေးထက်တဲ့အနံ့ငယ်ခံစားမိသည်ဒါပေမဲ့စစ်ပြန်အကြောင်းအရာအားလုံးဟာလက်ရှိတွင်မလုံလောက်တော့ပြီချစ်ချွန်းရှို့သည့်အချက်တက်ဖွဲ့တွေကိုဘလို့လဲဇွတ်မျိုးနဲ့မန်းလို့တို့အဖွဲ့တွေကမင်းယူဖို့ချုပ်ကတုံးပြန်တယ်ပြတ်တတ်တဲ့အပြင်တခြားတက်တွေဟာမျိုးနဲ့ကြေးဝါတွေမှာတက်ဆွဲထားပါတယ်သူတင်ဖို့ဖို့တက်သားတွေစုဖို့အချိန်လိုပါတယ်ခြေလင်သုံးဖွဲ့ကတံပေါ်ကနေဖြတ်တူးလာတဲ့ခါမှာရန်သူကချိုးကျသွားတာပါဖြူချွန်းပိုင်ချွန်းကလည်းမြောက်ပြီးပြောလာတယ်တကင်ကြီးကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်တက်တွေမှာလည်းလူစုကွဲသွားပါသည်ကျွန်တော်တို့ပြတ်တက်နဲ့အရှိပြပထမတက်ကြီးကိုသာထင်ထားနိုင်တယ်ကျန်တဲ့တက်တွေကိုတော့ခတ်တော့ခွဲထားရတာပါစစ်ချွန်းရှုကဒေါသထွက်ပြီးစာကြောင်းတွေထွက်သွားတယ်ဘာလို့ဒီလောက်ယူမှုလုပ်တာလဲစစ်တပ်ကိုမင်းအလိုလိုခွဲလိုက်တာဟာသမီးစမ်းတေတာနဲ့တောင်အတူတူပဲအခန်းထဲမှာတိတ်သွားတယ်အဲ့ထင်မှာပဲဗျူချွန်းတိုးစာနဲ့ပြောလိုက်တယ်တခင်ကြီးငါတို့မှစားစရာမရှိတော့ပါဘူးအဲ့ဒီစကားနဲ့တခဏကြီးချွန်းရှုတွန့်ပြန်မိတယ်သူမျက်မှောင်ကျုပ်သွားပြီးအတန်နဲ့သွားတယ်အဲ့ဒါဆိုဒုတိယအကြောင်းမှမစိုးဘူးနော်ဘိုးချုပ်တွေကခေါင်းတင်လဲကြတယ်သူတို့ဟာစစ်တပ်ရဲ့အခြေအနေကိုတတ်သိနေလေပြီအခါဖြူရှောင်းကဆက်ပြောတယ်တခင်ကြီးရန်တို့ချင်းတွေကိုပြောခွင့်ပြုပါလူဒီရဲ့အဓိကတက်ဆက်တက်ဖွဲ့ဟာဒီဟာခရိုင်ကိုတင်ပြဖြစ်ပါတယ်ရောဂျာတက်ဟာလန်ဂချော့မြို့တွေကိုအတော်ပြူ၍ခုခံတိုက်ခတ်ခဲ့ပေမဲ့နောက်ဆုံးဆုတ်ခွာခဲ့ပါတယ်စာနယ်ရီကတန်တနာကြောင့်ရောဂျာလီဂျင်ကအင်အားပြော့သွားပြီးနှမျိုးတက်နဲ့တိုက်ဖို့မနိုင်တော့ပါအခုသာတခိဖိနောက်ဆုံးနေတာပါအဲ့အချိန်မှာတက်ခရိုင်မှာနှမျိုးစစ်ချိုတက်ချာအရှင်မဲဘက်ကနေမစ်ကီနယ်ကိုတဖြည်းဖြည်းချင်းကပ်လာနေတာတစ်ဖက်မှာတော့ပါဟာမြင်းတက်နဲ့ချီလင်တက်စုပေါင်း3000ခန့်နဲ့ကိုဝနီရှိကိုတက်လာနေတာသူ့လန်တက်လျှောက်မှာမျိုးဆောင်တက်ငယ်တွေကိုစုတယ်တပ်ပုံတွေကိုတက်တယ်မြို့တွေကိုမီးရှို့တယ်အမျိုးသမီးတွေကိုဖမ်းဆီးတယ်အလွန်ရက်စက်တဲ့နီလန်နဲ့တိုက်နေတာသူတက်ထားညံ့နေချောပြတ်နေတယ်သူ့ရွေပဲကြကတော့တက်စတိုင်နဲ့ဆုံရမယ်အဲ့ချိန်မှာလူဒီမျက်စိတောင်မမြင်အောင်အဓိကတက်အားကိုကိုမနီစီတို့လက်လာနေပြီဒါပေမဲ့တနည်းနဲ့ရောဂျာလီဂျင်ကိုပိတ်ချင်တာလည်းဖက်နိုင်တယ်တောင်မမှာတော့နှမျိုးတက်ဖွဲ့တွေပေါ်လာနေတာဖြူကျွမ်းကပြောတယ်အဲ့ဒီတက်ဖွဲ့တွေကကာလာနဲ့ဂူရီဆာပြည်နယ်တွေကနှမျိုးဆောင်တက်တွေရဲ့အကျွင်းကြိုင်ဖြစ်နိုင်ပါတယ်သူတို့ဟာအုံကြွမှုတက်ကတင်ထားတဲ့ကာလာပြည်နယ်ကိုပြန်သိမ်းပြီးဖူလူကျေးရွာထောက်ပံ့ရေးစခန်းနဲ့အဓိကတက်ကြအဆက်တွေကိုဖျက်တောက်လိုက်တယ်သူပြောနေတာအဲ့ဒီတက်ဟာအင်အားမကြီးဘူးဒါမြတ်ဗျူဟာအနေနဲ့အရေးကြီးတယ်သူတို့နေရာကအထောက်ပံ့ရေးလမ်းကိုချင်းချောက်နေတယ်
ဖြူချွမ်းပြောပြီးရခါမင်းယုကရုတ်ရတက်လာတယ်ဖြူမင်ခတ်ခရိုင်မှာလမ်ပူရှုရတက်ကလှုပ်ရှားနေတာပါမနေ့ညကမြင်းတက်တက်အုပ်တစ်ဖွဲ့တညာလုံးစကန်ပြတ်မှုပဲပျော့သွားတယ်တောင်ဘက်ထဲသွားနေတာဖြစ်နိုင်ပါတယ်ဒီဟာတွေကတန်တရားပွဲလှုပ်ရှားမှုတွေပါသူကချစ်ချွန်းရှုကိုကြည့်ပြီးပြောတယ်တခင်ကြီးနောက်ပိုင်းအနောက်နိုင်ငံတွေမှာသတိထားဖို့လိုပါတယ်ဖြူချွမ်းတောင်စကားပြောနေတာဖြစ်ပေမဲ့ချစ်ချွန်းရှုဟာတိတ်တိတ်နဲ့မျိုးလုံးချင်းလာပြီးတခြားတွေးတစ်ခုတည်းသွားနေတယ်ဖြူချွမ်းကအတန်တိုးပြီးမေးတယ်တခင်ကြီးနားထောင်နေရလားချစ်ချွန်းရှုရုတ်တဲ့အယုံပြက်လာတယ်သူ့မျက်စိထဲမှာနာကျင်မှုနဲ့ခန်းစားချက်တွေလုပ်ပါတယ်အာအေးမင်းကဘာပြောနေတာလဲဘိုင်းချွန်းကသူ့စကားကိုထက်ခါတလဲပြောသည်ချစ်ချွန်းရှုဤစစ်အခြေအနေဒီအခုချိန်မှာသူပြန်လာပြီးကလေးကပိုးဆိုးသွားနေကိုသူမတတိပြုမိသည်ချစ်ချွန်းရှုတွေးနေမိသည်အခြေအနေကတကယ်ကိုအရန်ဆိုးရင်ရပါတယ်။အောင်ကျော်မှုစစ်တပ်သည်၎င်း၏အညံ့ဆုံးကာလတွင်ရှိနေပြီးမကောင်းဆိုးဝါးမျိုးတွေကဒါကိုရှင်းရှင်းလင်းလင်းမြင်သည်။သူတို့သည်ရှေ့သို့ခြိတက်ကအောင်ကျော်မှုတမတော်၏အခြေစိုက်စခန်းကိုအရန်ရမှအကျယ်ပြောလာသောဝိုင်းဖွဲ့ဖွဲ့စည်းခဲ့သည်။ထို့အပြင်၎င်းတို့သည်ရခင်ကိုနီတိုက်ပွဲတွင်လူဒီ၏ကြောက်ရွံ့ခြင်းမှတင်ယူခဲ့ပြီးဤတိုက်ခိုက်မှုသည်အမျိုးမျိုးသောမကောင်းဆိုးဝါးမျိုးနဲ့ယူနေများကြတဲ့ထူးထူးခြားခြားပေါင်းဆက်ညီနိုင်မှုတွင်တိကျစွာစီစဉ်ထားပြီးပြင်ဆင်ထားခြင်းဖြစ်သည်။အဆိုးဖမ်ကတော့လူထုအောင်ကျော်မှုစစ်တပ်ကအားနည်းလွန်နေပြီးအခြေအနေကမင်းစီကူထားတဲ့ထထောင်ပိုးဆိုးတဲ့မင်းယူကလင်းနဲ့စွာပြောသည်တခင်ငါတို့ရဲ့ရခက်ရန်ဒီကကိုလူနီပါထင်လေပြီလက်ရှိတွင်သူဒီမကောင်းဆိုးဝါးမျိုးနဲ့အဓိကထိုးစစ်ကိုခဏရရှိသောကြောင့်ကျွန်ုပ်တို့၏စားနပ်ရိက္ခာအများစုကိုရောဂျာတမတော်အားပေးထားပါသည်အခြားတပ်များအနေနဲ့ကျွန်ုပ်တို့သည်မရှိမဖြစ်လိုအပ်သောယူနစ်များကိုသာတင်စိတ်ထားပါသည်အခြားတပ်မတော်များကိုယာယီဖြတ်သိမ်းနိုင်ပြီးစစ်သားများကိုရွာနှင့်မြို့အသီးသီးသို့ခွဲချမ်းစီဖြာကအစားအစာပုံမလွယ်ကူရှာဖွေနိုင်အောင်အဖွဲ့ငယ်များအဖြစ်ခွဲထုတ်နိုင်သည်အရှင်ဖျားဒီချန်ကမိုက်မှန်သိပါတယ်ဒါပေမဲ့အဲ့ဒါကငါတို့မှတစ်ခုတည်းပဲနီးလမ်းမယ်မဟုတ်ရင်လူငယ်တဲ့တပတ်လောက်ကဖြိုးချလိမ့်မယ်အခြားပူချိုးကြီးများကအချင်းချင်းအပြန်အလှန်ပြောကြသည်မှန်ပါတယ်ငါတဲ့အပြားစုလဲထွက်သွားပါပြီဘလို့မှမဖြစ်နိုင်ပါဘူးငါတို့ဘိုက်ထဲမှာဘလို့တိုက်ရမလဲလူငယ်လေးတွေကအခုသူတို့လေးလက်နဲ့ကိုတော့မကိုင်းနိုင်ကြဘူးဘူးလူးကမှဓာမီဟျူမန်ထက်ကသူလက်ကိုမြောက်ပြီးကျွန်တို့ရဲ့တက်တွေကအရင်တိုင်းမှာပဲဒါပေမဲ့တလားခွဲလောက်ဆန္ဒရိတ်ခါမရှိလို့မြင်းတက်ကစစ်မြင်းတွေကိုရိတ်ခါအသက်စားပြီးတက်နေပြီဆိုတော့အရာရှိတွေကတားကုန်မရဘူး FB လူကိုစလဲကလည်းသူလက်ကိုမြောက်ပြီးတော်ဝင်မင်းမြတ်ချစ်ချွန်ရှုကိုတင်ပို့တော့ငါတို့စေးရီကုံသွားပြီးအခုတော့ဖျားနာပြီးတရားရသူတွေကိုကုသဖို့နီးလမ်းမရှိတော့ဘူးအချင်းကြီးကအရန်ဆိုရင်ရပြီးကုသမှုမခံယူဘဲနဲ့တရားရသူရနဲ့အချီထောင်ပေါင်းများစွာတော့နေတိုင်းသေဆုံးနေပါတယ်အရှင်ပြလေးများတွေကုံလူနီးမှထိနေပြီးငါတို့ကသူတို့ကိုစစ်တိုက်ဖို့မဆွမ်းအောင်နိုင်တော့ဘူးမင်းရဲ့ဘရင်ကြီးကိုတင်ပို့ပြီးစားစရာရှာဖို့ဇိုယီကလန်ချီကြီးတကမင်းညကဒူလန်မျိုးကိုလူရက်ခဲ့တယ်အလုံးကဆွေးနွေးနေကြတယ်စစ်ဖို့ချုပ်ကြီးအချင်းခံအော်ဟင်ညညူနေကြတော့စီဝီခမကပို့ဆွညလာတယ်လက်ရှိခက်ခဲတွေကိုနားလေပါတယ်ဆန္ဒရိခါပြက်လက်မှုစေဝါပြက်လက်မှုလက်နက်ပြက်လက်မှုဤအခက်ခက်ညကယာယီဖိမကြခင်ဖိလေထွားမှဖြစ်သည်ချစ်ချွမ်းကြိုဤညင်တာတဲ့ထန်နဲ့ဆွဲမဲ့ပေါ်ဆွမ်းအားတစ်ခုရှိသည်သူ့အတန်ကအကျယ်ကြီးမဟုတ်ပေမဲ့အော်တန်ကချစ်ချင်းကြသွားတော့ခမကြီးကစိတ်ကြွယ်ရတောင်းမှုတော့လို့တိတ်ဆိတ်သွားတယ်အလုံးနဲ့မျက်လုံးများကသူ့ကိုစူးစိုက်ကြည့်နေကြတယ်ခေါင်းကိုမောက်ပြီးအခန်းထဲကိုစူးစူးဝဲရဲစိုက်ကြည့်နေတယ်မင်းယူကအယွတ်စိုက်ပြီးဟုတ်ကဲ့ပါအရှင်ဖျားမင်းရဲ့စီရင်ကိုတွန့်တော်မနေပါအဲ့ဒါကိုအကုန်ရှင်းပြီးယူနစ်အားလုံးစီချက်ချင်းဖြောင်းဝေမင်းယူပြီးခဏမြတုံဆိုင်သွားပြီးနားလဲပါပြီအရှင်ဖျားဘိုးချုပ်များရွေချက်တစ်ခုတည်းဖရင်ချက်ချင်းလှုပ်ဆောင်မှာအရှင်ဖျားမနေဆုံးမျိုးနဲ့ကိုလုံးလုံးလဲရမောင်းထုတ်ပြီး၎င်းတို့ကိုချီမွန်းတွတ်ပါဟုတ်ကဲ့ပါတခင်လေးမျိုးနံဆိုအားလုံးဤစစ်ဘိုးချုပ်များကတငီနဲ့တွေ့တိုက်ဖြန့်ပြောကြသည်တောက်ပါတဲ့ဖွင်ကအလွန်ယုံကြည်မှုရှိသောမြင်းတွေချင်းနဲ့သူတို့အားလုံးတက်ကြွလာပြီးရေကင်းအုံမိုင်မှုနဲ့နင်းကြတဲ့စိတ်ဓာတ်များကိုတွန်းလှန်ကခန္ဓာအတွင်းရှိလေထူသည်တက်ကြွလာကြသည်ချစ်ချွန်ရှိုဤလိုင်းညွန့်ချက်အောက်တွင်အုံကြွမှုစစ်တပ်ကြီးဤကွက်ကမှုမှာအမြတ်တပုတ်တရရွှာရှိခဲ့သည်အချင်းဤကာကွယ်သည်အသေးပြောဖြစ်သည်၎င်းတို့နေမီကိုနှဆိုးမျိုးနွယ်ကတဖြည်းဖြည်းကျွရော့ဝညောက်ကကျုံသွားစေသည်ချစ်ချွန်ရှိုဒီငွေတော့တဲ့အနာဂတ်မှာနှဆိုးမျိုးနွယ်ဤထိုးစစ်အစဉ်ကိုရက်တန်ဟုကြီးမားသောတင်ပြန်တိုက်ခိုက်မှုကိုစီစဉ်ရမည်ဟုအဆိုပြုခဲ့သည်ပေပေါင်းစုံမှာနှဆုမျိုးနွယ်ဝန်ရမှုကကြောက်မဲ့ထွားပုံတတော်လဲ၎င်းဤသူကိုအသေးမနိုင်ဘူးအခွင့်ကိုပြသခဲ့သည်အမြောင်မျိုးနွယ်စုမှစူစီတီတောင်ပိုင်းရှိကာလမျိုးဆောင်တဲ့သူမဟုတ်တက်မျိုးဆောင်တဲ့ကဲ့သို့သောရန်သူ၏အားနေသောယူနစ်များကိုတိုက်ခိုက်ရန်အတွက်၎င်းတို့၏အရန်တက်များကိုစုဆောင်းနိုင်မလားသို့တော်လည်းဤဆိုပြုချက်ကိုကြည်ချွမ်းရှုကပဲချမ်းသည်အဆိုပါယူနစ်ငယ်များကိုဖဲချခြင်းသည့်အလုံးစုံဗျူဟာမြောက်အခြေအနေများကိုပြောင်းလဲရမိသည့်ရန်များလှုပ်ဆောင်မိမွန်းပါတောင်ပိုင်းရှိကာလမျိုးဆောင်တော့ကိုရှုံးလင်းခဲ့လျင်မြောက်ဘက်ရှိဘတ်ဤတက်များသည်ဆက်လက်တိုးတော်နေမည်ဖြစ်ပြီးလူထုအောင်ကြွမှုစစ်တပ်သည်စဉ်ဆက်မပြတ်တိုက်ပွဲရဲ့အချက်တွေကိုရင်ဆိုင်ရမည်ဖြစ်ပါသည်ရန်သူ၏အပင်းတန်ဆုံးအချက်မှလည်း၎င်းတို့၏အပြောဆုံးအချက်ဖြစ်ပါ၎င်းတို့ဒီတိုက်ပွဲသူကမှအနိုင်ရပြီးလူဒီအဓိကတိုက်ခိုက်ရေးစစ်တပ်မှာမကောင်းဆိုးကနေမြတဲ့တော့မှမဝီဒီဖေရှာထားသူရန်သူအဓိကတဖွဲ့ဒီ၎င်း၏တိုက်ခိုက်ရေးစွမ်းအားများစုကိုဆုံးရှုံးပြီးရှေ့ဆက်မတူနိုင်တော့ပေပေမှာတဖွဲ့ဤပူပေါင်းဆောင်ရွက်မှုမရှိလျင်အခြားသောထောက်ပံ့ရေးတဖွဲ့များသည်လူထုအောင်ကြွမှုစစ်တပ်တော့ဤချေစကန်ကိုတောင်းတတိုက်ခိုက်ရန်ဘဲသမောင်ဝမ်ဝမီမကုန်ပေထို့ကြောင့်ဝိုင်းရန်ချင်းဒီတပါဝါညာဖီရှင်းနိုင်မည်ဖြစ်ပါသည်ကြည်ချွမ်းရှိုသည်စီရေးဆရာကျဲများဗျူဟာများနေဗျူဟာများမှာအကျဲတပင်ကိုကပြီးအရာအလုံးကိုရှင်းလင်းပြသစွာယုံတိကျကျရှင်းပြထားသည်မျိုးနယ်စုအလုံးဤစစ်ဗိုလ်ချုပ်များသည်နက်နက်ရှိန်ရှိန်ယုံကြည်လက်ခံခဲ့ကြပြီးတောက်ပသတ်တကေထက်မြက်တော်ဝင်မြမြတောက်ပတော်ပြီးဤမျိုးလင်းထားသည့်အတိုင်းပဲမွန်တက်ချင်းဖိဝီအစီဝီကိုခတအနာယူခဲ့သည်ကြည်ချွမ်းရှိုသည်မြယူနဲ့ပိုက်ချွန်းတို့ကိုလူသားစစ်ဗိုလ်ချုပ်နှဦးထန်တီးတန့်ခေါ်ခဲ့သည်မြယူကအောက်စီဖင်တောင်းမှန်သည်တခင်တကယ်တောင်းမှန်ပါတယ်ဒီလောက်ငယ်စားကတိတဘောအတိုင်းလှဆောင်ခဲ့ပါရာမဟုတ်ဘူးတခင်ဒီချန်ကိုတီထွင်ခဲ့တယ်ဒီလောက်ငယ်စားပဲမြယူကိုကိုညက်လိုက်ယုံပါတခင်ကျွန်တော်တကယ်ဘာလို့ရောက်မှမသိသေးနေချိန်မှာတောင်းမှန်ပါတယ်တက်များကိုဖြိုခွင်းဒီတိုင်းနဲ့ပြီး
နဲ့အတီးတီးတို့ခန့်ကျန်းနေခဲ့ဒီလိုနီးနာဆန္ဒရိခဒီရှာရတာပိုလေလေးမေမေစိတ်မကောင်းပါဘူးဒီလောက်ငယ်စားကမင်းရဲ့ဖြစ်ထန်ကိုကြည်ကျင်းနဲ့လက်ခံမှုဆန္ဒရှိပါတယ်ကြည်ချွန်းချို့ပြုံးလိုက်ပြီးသူတို့နှစ်ယောက်ပေါ်လာတော့အထိတ်တလမဖြစ်ဆိုတာသူသိပြီးဒါပေမဲ့သူဆန္ဒရဖို့နီးလန်းတစ်ခုအနေနဲ့သုံးနေတာပါဆန္ဒရိခကြက်တန်းကျင်အခြေအနေတွေရှေ့တန်းမှာမရှိတဲ့ unit များကိုဖျက်သိမ်းခြင်းဒီစစသုံးဆွေးမှုကို short ချတာနီးလန်းတစ်ခုဖြစ်တဲ့တော့လေဒါကလိုရဲချို့ဖတ်မှုတစ်ခုပါဖြစ်ပါတယ်ကျေချွန်းရှုသည်နလက်တက်ကြွပြီးထိရောက်သောနီလန်တခုရှိနေသည်ကိုတည်သည်သူသည်ဖြင်းချင်းတော့လေကင်းတက်ကြက်မိလေသည်တိုက်ပွဲတွေကြောင့်မိဘင်ကိုတက်ပြန်ရှင်ဖို့ဘာကြောင့်မစင်စားကြရလဲကျွန်တော်တို့သွားချင်းမှာတက်ဒီဟာတိုက်ခိုက်နေဆိုမကြတည်တာပဲအခုစားစီတာမရှိတော့ရင်ဘာလို့မကောင်းစွာမျိုးနယ်ကနေပြန်ယူဖို့မစူးစမ်းကြတာလဲသူတို့ကိုတိုက်ခိုက်အနိုင်ယူသူတို့မျိုးတွေကိုတိမ်သူတို့ထောက်ပံ့နေတဲ့ရစ်ခါတွေကိုတင်းယူလိုက်အဲ့ဒါနဲ့ပြဿနာတော်တော်များများကိုဖြေရှင်းလို့ရနေတာမဟုတ်ဘူးလားဘာလို့ဒီလောက်ထိစောင့်နေရတာလဲမန်ယူနဲ့ဘန်ချွဲနှစ်ယောက်စကားမပြောဘဲအကြည့်ချင်းဖက်လိုက်ကြတယ်မန်ယူကလည်းကြောင်းတက်တက်နဲ့ပြောလိုက်တယ်တခင်ငါတို့လည်းစဉ်းစားခဲ့တယ်ဒါပေမဲ့အဲ့ဒီချိန်ကအချင်းကြီးတကယ်အဆင်မပြေဘူးတိုက်ခိုက်ဖို့အခွင့်ရှိခဲ့ပါဘူး။မန်ကျွတ်လည်းကောင်းကြီးလိုက်သည်သူတို့၃ယောက်ကဒီအကြောင်းကိုဒီကတန်းဆွေးနွေးခဲ့ကြတာပါ။အစာမကုန်ခင်တောင်မကောင်းစွာမျိုးတွေနဲ့တိုက်ခိုက်တင်တယ်လားဆိုတာပါ။ဒါပေမဲ့ကောက်ချက်ကတော့အစိုးမီနဲ့တခုဖြစ်တယ်။မင်းတို့အကြံအဖြစ်အကောင်းဆုံးမဟုတ်ဘူး။ဒါမှကြည်ကျွမ်းရှိုးရှိနေတုံးဆိုရင်တော့သူကောက်ဆောက်မှုအောက်မှာတက်တွေပြန်မုန်းတိတ်ပေါ်လာနိုင်တယ်။တော့ပေါ်တော့ဖြစ်ရင်ဟာစေကတက်တန်ပြီးမျောလင်းချက်နဲ့ပြည့်နေသူဖြစ်တယ်။သူတမိုးတဲ့အချိန်မှာတော့စစ်သူကြီးတွေအထိအနိုင်ရနိုင်မယ်လို့ယုံကြည်လာနိုင်တယ်။ဒါပေမဲ့မင်းယူနဲ့ပိုင်ချွန်းတယောက်ကလည်းစရေးပိုင်းမှာကျွမ်းကျင်ကြပေမဲ့သူတို့မှကြည်ကျွမ်းရှိုးလိုကုန်တိခတ်နဲ့လုံဆောင်မှုစွမ်းအားမရှိဘူး။အပြင်ကနိုင်ငံခြားผู้ချုပ်ကလည်းသူတို့လိုစိတ်စားပေးမဲ့ရမရှိဘူး။အဲ့လိုအခြေအနေမှာမကောင်းဆိုးဝါးမျိုးနဲ့တိုက်ခိုက်ရင်ရှုံးသိသွားတာသိချတယ်။ကြည်ကျွမ်းရှိုးတွေသူလားအောင်လို့နဲ့အောက်ကိုတိတ်တိတ်ဆောင်ကြည့်နေတယ်။သူစိတ်ထဲမှာတော့ဒါကယာယီအစိုးရအတွင်းကမကောင်းတဲ့အကျင့်ပဲလို့တွေးနေတယ်။သူတို့မှမဲမဲတသားဆုံးဖြတ်ဖို့အားနေနေတယ်။အဓိကအကြောင်းပြကတော့ဆုံးစားဖို့ကြောက်နေကြတာလူတယောက်တည်းဆုံးဖြတ်ဖို့ရဲရဲမှုရှိရင်အချို့အခါမှမနိုင်တယ်ဒါပေမဲ့လူ၃ယောက်ပူပေါင်းပြီးဆုံးဖြတ်မယ်ဆိုရင်အကြောင်းအရာကတိကျမတိကျဖြစ်လာတတ်တယ်တိတ်မှန်စရာမရှိဘူးဒါပေမဲ့အစိုးဆုံးလည်းမချစ်ပါဘူးအဓိကကတော့ဘေးကရောက်လုံးကျင်တာပဲကြည်ချွန်ရှုကတချို့ပြောလိုက်တယ်မင်းတို့နဲ့ဆွေးနွေးကျင်တာငါမှအကြံတစ်ခုရှိတယ်မင်းယူကတုတ်ကွဲကိုဖျက်သိမ်းလိုက်တယ်လို့ပြောတဲ့အခါကြည်ချွန်ရှုရဲ့မျက်လုံးထဲမှာတိတ်တိတ်တွေးပြန်သွားတယ်လို့ဖြစ်တယ်ထိတ်လန့်မှုနဲ့မဟုတ်ဘူးနောက်ခါမှအခွင့်အရေးတစ်ခုလည်းမြင်နေတယ်အဲ့ဒါပဲသူခုလိုချင်နေတဲ့အခွင့်အရေးသူပြောတဲ့ကျွန်ုပ်တို့ရဲ့စစ်တပ်ကိုပြပြင်ပြောင်းလဲကိုအချိန်ရောက်ပြီးလက်ရှိတပ်ဖွဲ့စည်းပုံဟာအရွယ်မတော်တဲ့ရုပ်ကြီးတစ်လုံးလိုပဲကြီးမားပြီးပဲတိုက်ခိုက်ဆိုင်ရင်အားနေလာရင်ပြီးခဲ့တဲ့နေ့မှာကိုနီတိုက်ခွဲမှာထင်ရှားလာတဲ့ပြဿနာကြီးထင်ရှားလာတယ်။တပ်လေးသိန်းပါလို့ထင်ပေမဲ့တိုက်ခိုက်မှုတော့မတတ်နိုင်ဘူး။လက်နက်နဲ့လှူရှားမှုနဲ့စွမ်းဆောင်ရည်နေတဲ့အတွက်မကောင်းဆိုးဝါမျိုးတော့ကိုအချိန်ပေါင်းများစွာတိုက်ခိုက်ပေမဲ့အမြင်မှုနဲ့ငြိမ်မရခဲ့တယ်။ထို့ပြင်တပ်ကြီးကြီးကြောင့်ထောက်ပံ့ရေးလမ်းကြောင်းလေးပိတ်နေတာမျိုးဖြစ်နေတာ။အဲဒါကြောင့်အခုချိန်ကစိတ်ရင်ကမထင်နိုင်တော့တဲ့အကျိုးဆက်ဖြစ်ပေါ်ပေါက်လာတာပဲ။နောက်ထပ်ပြဿနာကလူထုများပြားပါဝင်လာတာ။အရက်သားတွေများကြီးကိုတက်ထဲထဲသွင်းနေတာကြောင့်တပ်သားတွေစွမ်းဆောင်ရည်ကြော့သွားပြီးနောက်ဆုံးမှာစစ်တပ်ကြီးကစစ်သားအဖြစ်မဟုတ်တော့ပဲလူအုပ်ဖြစ်သွားတဲ့အထိဖြစ်နေတာ။ကြစ်ချွန်းရှုကနေကုန်းချိုတယ်ရေရှင်းကြည့်မယ်ဆိုရင်တက်ကြီးကြီးထားနေတာဟာတိုင်းပြည်အတွက်အထူးသဖြင့်အရှိဖျားလို့စင်ရဲဒီတော့တွေအတွက်အန်တီတစ်ခုပဲဖြစ်နေတယ်။အထက်ကအချူမီနဲ့ကြီးရင်ရှင်ခစ်တောင်လုံးကပဲတက်ရှိသိန်းထံမကြော့ခဲ့ဘူး။ဒါပေမဲ့အခုတက်၄သိန်းထိတိုးလာတာဆိုရင်ဒီလိုနဲ့ဆက်သွားမယ်ဆိုရင်မတိတနိုင်တော့ဘူး။ဘိုင်ကျုံနဲ့မင်းယူတို့ဟာရှေ့တန်းမှာအချင်းအတော်ကြားတိုက်ပွဲဝင်ခဲ့ကြသူတွေ။အဲ့ဒီအတွက်ဂျီချွန်းရှုပြောတဲ့စစ်တပ်အကြောင်းနဲ့ဆိုရင်းချက်တွေကိုသူတို့နှစ်ယောက်လုံးလေးလေးနက်နက်နားလည်နေကြတယ်။စစ်တပ်မှအသုံးပြုနေတဲ့စက်ကရိဂျာတွေဟာခင်မမီတော့ပဲတိုက်ခတ်မှုအကျိုးသက်ရောက်မှုကလည်းတော်တော်ညံ့နေတော့တယ်။ဒါကြောင့်မကောင်းဆုံးဝမျိုးနွယ်လို့တီးသွဲပေမဲ့အထက်တန်းစားတပ်တွေကိုထွန်းလန့်မှုလူလိုင်းနီးပြူဟာတွေကိုပဲအားကိုးနေကြရတယ်။တိုက်ပွဲတိုင်းမှာအသေးဆုံးမှုကြီးကြီးမားမားဖြစ်နေပြီးအတွေ့အကြုံမရှိတဲ့အရက်သားတွေကိုဒေသခံနေစီကပိုပိုခေါ်ယူလာရတာနဲ့တမလို့ရဲ့အရေးအတွေ့တခေးသေးကြဆင်းလာခဲ့တယ်။အဲ့ဒါကတော်တော်ဆိုးရွားတဲ့တန်တရားတစ်ခုပဲဖြစ်လာနေတာ။ဘာလို့ရမလဲဆိုတဲ့အဖြေရှာဖို့တောင်အချိန်ကြာကြာစဉ်းစားခဲ့ပေမဲ့မရခဲ့ကြဘူး။အချိန်မှာပဲဂျီချွန်းရှုကတကယ်ကိုတန်တရားကိုဖြေဖြောင်းမှုတဲ့အဖြေတစ်ခုအကြံပြုလာခဲ့တယ်။အဲ့ဒါကတော့စစ်တပ်ကိုတဝက်ခွဲပြီးနဲတော့လေအရေးအသွေးမြင့်တပ်ဖွဲ့အသစ်plan လေတိဆောက်ခြင်းခမန်းလို့မဖြစ်နိုင်တဲ့အကြံပေမဲ့သူ့ရဲ့ရင့်မှုကြောင့်ဘိုးချုပ်တွေတောင်စူးစိုက်ကြည့်ညိုမိသွားကြတယ်။သူတို့နှစ်ယောက်သဘောတူနေတာကိုမြင်တော့ဂျစ်ချွန်းရှုကပြုံးသွားပြီးသူ့အစီအစဉ်ကိုတစ်ချက်ချင်းရှင်းပြတယ်။ဘိုင်ချွန်းကငိမ့်ငိမ့်လေးနားထောင်နေပြီးနောက်ဆုံးမှာသဘောကျသွားတယ်။တက်ဖြစ်ပြီးတိုက်ခိုက်မှုမရှိတဲ့စစ်သားတွေကိုဒေသခံပြည်သူတပ်အနီးနဲ့ပြန်ပေးလိုက်ပါ။သူတို့ကိုပိုင်မြို့နယ်တွေထဲမှာလက်ကျင့်ခိုင်းလိုက်ပါ။အဲ့ဒီအခါသူတို့ဟာပျောက်ကြားတပ်ဖွဲ့မြို့ကာကွယ်ရေးတပ်ဖွဲ့အနီးနဲ့အချို့အချိန်တွေမှာပုံမှန်တပ်မတော်ကိုပြန်လည်ထောက်ပံ့နိုင်မယ်။လိုအပ်ရင်တော့အရန်တပ်အနီးနဲ့ပြန်ခေါ်လို့ရမယ်။ကြည်ချွန်းရှုကဒီအကြံကိုတကယ်သဘောတူတယ်။သူ့အမြင်နဲ့တကယ်ကိုကိုက်ညီနေလား။နောက်တော့စစ်တပ်ပြန်ဖွဲ့ရေးအစီအစဉ်ကိုတင်ပြတယ်။တပ်မဟာ3ခုပြန်ဖွဲ့မယ်။တပ်တိုင်းမှာအဖွဲ့ပေါင်း18ဖွဲ့ပါမယ်။အသင်း3သင်းစီကိုပြိုင်ပတ်မရှိအောင်စနစ်တကျပြန်ခန့်အပ်မယ်။ပြန်ဖွဲ့ဒီနောက်တပ်တွေအလုံးဟာမျိုးနွယ်အမျိုးမျိုးရောနောဖွဲ့စည်းထားမယ်။ဒဲမီလူတောင်း55ရာခိုင်နော်။မွေမျိုးနွယ်20ရာခိုင်နော်။တက်ဂရိုမျိုး30ရာခိုင်နော်။ elf နဲ့ dwarf မျိုးနွယ်များအပအဝင်အခြား30ရာခိုင်နော်။လူသား9ရာခိုင်နော်။တခွဲတစ်ခုစီမှာမြင်းတပ်သား1000ခန့်ပါဝင်မယ်။သူတို့ဟာတရုတ်ပြည်စခန်းမှာလေ့ကျင့်တင်ကြားခံထားတဲ့တပ်သားတွေပဲဖြစ်ပြီး
ရင်သွားအထူးချင်မုံရဲ့ယူနစ်အနေနဲ့တိုက်ရိုက်ဦးဆောင်မှုထင်မယ်။အဲ့အပြင်တက်ကြီးသုံးခုအပြင်တစ်ခုကတော့ကြစ်ချွမ်းရှို့ကိုယ်တိုင်ဦးဆောင်တဲ့ကိုကြီးကိုရာအဆောင်တပ်ထင်မယ်။အဲ့ဒီတပ်မှာတော့အရှိပြားတပ်မတော်ရဲ့ထိတ်တန့်တက်လေးပါဝင်မယ်။ဥပမာ show character ကမ်းရဲ့အဓိကမြင့်တပ်ဇူအီကလန်ရဲ့ပထမတပ်နဲ့စက်ထမတပ်နခါးမျိုးနယ်အဖွဲ့9ဖွဲ့မွေမျိုးနွယ်တမအဖွဲ့2ဖွဲ့မင်းယူနဲ့ပိုင်ချွန်တို့ကနားထောင်နေပြီးတော်တော်တန်တောင်တောင်ဖြစ်နေကြတယ်။တပွဲအသေးရဲ့အဓိကအကျိုးကျေးဇူးကတော့တအူးချုပ်တွေကိုယ်တိုင်အာနာရော့ပြီးဗဟိုခေါင်းဆောင်မှုပြန်တည်မြဲလာမယ်။အရှိဖျားတက်ကဘိုးချုပ်တွေဟာရခင်လွန်ကိုပိုင်တက်ကြည့်မထားနိုင်တော့ဘူး။ဥပမာမွေမျိုးနယ်ကောင်းဆောင်ဆွာစီကဦးဆောင်တဲ့အဖွဲ့ပါအခုတော့အများစုကတီမီလူသားနဲ့ငကားမျိုးနယ်တွေပဲထင်နေသည်သူမိပါစုသွေးချင်းဆွေတွေရောပြန်ကျဲသွားပြီးတနေရာတည်းမရှိတော့တာအဲ့အတို့သူဟာမင်းကိုအပြင်းထန်အန်တီမပြုတ်ဖို့မဖြစ်နိုင်တော့ဘူး ဘိုင်ချွန်းကသူ့စိတ်ထဲမှာဒီနည်းဟာတကယ်ကောင်းတယ်လို့တွေးနေတဲ့မျိုးနွယ်အမျိုးမျိုးရောနောထားတာကြောင့်ပုပ်ကိုယ်ရေးတစ္ဆာခိုင်တက်ဖွင့်မချစ်နိုင်တော့ဘူးတက်မတော်ဟာတကောင်းတဲ့အောက်မှာအပြန်အလှန်ကြီးကြပ်ထိန်းချုပ်နိုင်လာမယ်အလိုစနစ်နဲ့ဆိုရင်တက်ချုပ်တူတွေကပုံရေးခေါင်းဆောင်တောင်ထိခွင့်မရနိုင်တော့ဘူးအထက်တန်းတက်တွေကိုလည်းကြစ်ချွမ်းရှုပ်ကိုယ်တိုင်ဗဟိုကထိန်းချုပ်လို့ရမယ်ပုံရေးတောင်ထစ်လာခဲ့ရင်တစ်ချက်ထဲနဲ့နှိမ်နှင်းလို့ရမယ်မွန်းလွဲပိုင်းမှာစစ်တပ်အစည်းအဝေးကြီးတစ်ခုခေါ်ပြီးကြစ်ချွမ်းရှော့ဒီအဲ့ဒီစစ်ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကိုဓာတ်ရိုက်ထုတ်ပြန်လိုက်တဲ့ခမ်းမတစ်ခုလုံးအိုဟေတန်နဲ့ပြိုကျဲသွားတဲ့ဒီပြုပြင်ပြောင်းလဲမှုနဲ့အတူမွေမျိုးနွယ်ဘောက်ခေါင်းမျိုးနွယ်နဲ့ F တပ်တွေကအကြီးဆုံးပြောင်းလဲမှုကိုခံရတဲ့သူတို့ရဲ့စစ်တပ်တွေကိုဖြိုခွဲပြီးအသစ်ဖွဲ့တဲ့တပ်ကြီးလည်းမှာရောနောတန်းထားလိုက်တာစူးစီနဲ့လူဆိုတို့ကတော့တိတ်တိတ်နဲ့ခံခဲ့ရတဲ့ကြစ်ချွမ်းရှိုးဟာနံပါတ်နဲ့စီးမြင့်တွေကိုချုံးမွေအောင်ပြင်ပေးပြီးအရေးအသွေးမြင့်တင်ပေးတဲ့အမူအရာနဲ့ပဲသူတို့အာဏာကိုဖျက်ချလိုက်တဲ့သူတို့ကမန်းကြပြီးနွမ်းနယ်သွားပေမဲ့အတန်တောင်မထွက်နိုင်ခဲ့ဘူး ပြုပြင်ပြောင်းလဲမှုအပြီးမှာပဲချစ်ချွမ်းရှုသည့်တက်ခေါင်းဆောင်များစရင်ကိုကြီးညာလိုက်သည်သူကလူတိုင်းအတွက်ဆွေးနွေးမှုနဲ့ကိုကားမှုများအနေနဲ့ထုတ်ပြန်တာပါလို့ယဉ်ကျေးစွာပြောတော့လေအပြင်မှကြည့်နေသူတိုင်းသိနေကြသည်ကွမ်းမြင်ပြီးရင်ဤဆုံးဖြတ်ချက်သည်လုံးမအတိခေကြောင်းပထမတက်မှုအဖြစ်ဘူစင်ကိုတတ်မှတ်ခဲ့ပြီးဒုတိယတက်မှုများအနေနဲ့ရောဂျာနဲ့မွေမျိုးကောင်းဆောင်ဆိုအိုစီတို့ကိုစေဦးစီချုပ်အဖြစ်တာဝန်ပေးခဲ့သည်ဒုတိယတက်မှုအဖြစ်ဘိုင်ချွန်းကိုတတ်မှတ်ပြီးဒုတိယပိုချုပ်ကြီးများအနေနဲ့ဘူလာနဲ့ဒရုံမျိုးမှမွေညိုးတို့ကိုထားခဲ့သည်တတိယတက်မှုအဖြစ်မေယူဖြစ်ပြီးဒေမီရှူမွန်မတ်ဒတ်နဒရဖ်ခလန်မှလူဆိုတို့လည်းစေဦးစီချုပ်အဖြစ်ပါဝင်ကြသည်အပေါ်မြင်ချက်နဲ့ကြည့်မယ်ဆိုရင်တက်စုတစုစီမှာမျိုးနွယ်ပေါင်းစုံပါဝင်တော့ဥဆောင်မှုပုံစံဖြစ်ပြီးအလွန်တင့်တော်လာပြီသည်ဒါပေမဲ့ဘိုင်ချွန်းနဲ့မင်ယူတို့ကတော့တည်ကြသည်ချစ်ချွမ်းရှို့ဟာဒီအစီအစဉ်ကိုမကြခင်မတိုင်ပြီးတဲ့ကစီစဉ်နေခဲ့တာဖြစ်ကြောင်းသူ့ပြိုင်ဘက်တွေအားလုံးကိုတဖြည်းဖြည်းမျက်နှာမမြင်အောင်လှည့်စားထားပြီးတေချာစွာအာဏာကိုဆုထားနိုင်ခဲ့သည်တတမကျော်ကောင်းဆောင်မှုတွင်စစ်ဦးစီးချုပ်နဲ့ဒုတိယဗိုလ်ချုပ်ကြီးများကအဓိကအာဏာကိုကင်ထားကြပြီးအခြားတပ်ခေါင်းဆောင်တွေကတော့ဘယ်ဟုညွန်ကြားကြပေါ်မူတည်ယုံတာဖြစ်နေကြသည် အချို့တက်ခေါင်းဆောင်တွေမှာအင်တာသွန်းဆက်ကူပေးတာဂိတ်ဆောင်တာအထက်ထန်တာဝန်တောင်မရှိတော့ဘူးတက်ခေါင်းဆောင်စရင်အတွင်းမှာလူသားနဲ့ဒေမီယူမန်များအများစုဖြစ်နေသည်သူတို့အများစုကဘိုးလူကြီးရာမှဖြစ်ပြီးအရှိအဖျားအောင်ကြွားမှုစစ်တပ်အစမှစ၍ကြစ်ချွမ်းရှု၏အရာရှိလိကြီးတင်တန်းမှចောင်းသားဟောင်းများဖြစ်ကြသည်ရခင်ကမိမိတိုင်းရင်းသားတပ်ဖွဲ့ကိုကိုယ်တိုင်ထိန်းထားခဲ့သူများကိုစစ်ထနာချုပ်မှပြောင်းရွှေ့ပြီးစစ်အာဏာရှိရာဌာနများစီသို့တွားအပ်ခဲ့သည်ကြစ်ချွမ်းရှုသည်သူတို့အားအစစ်မြင့်ကလက်ရှိအရာရှိထိန်းများဆောင်သူအထူးစစ်စင်ရေးခေါင်းဆောင်စသဖြင့်ဂုဏ်နုတစိတ်များချီးမြှင့်ပေးခဲ့သည်ဒါမမှန်ဘူးဟုမွေမျိုးကောင်းဆောင်စိုးစီကရုံးကန်ပြောသည်ဒီလိုဖြစ်ရင်ကျွန်တော်တို့ဟက်ကူမဲတော်မျိုးရဲ့ယူနစ်တွေအကုန်ပြတ်သွားမယ်ဟုပြောရှက်တုန်လှုပ်နေသည်ကြည်ချွမ်းရှုကခန်းစားချက်မပြဘဲပြန်ပြောတယ်ဒီပြုပြင်ပြောင်းလဲမှုဟာလူမျိုးအလုံးအတွက်တန်းတူတရားမျှတအောင်ပြုလုပ်တာပါဇူးမျိုးစုကတောင်သူတို့ရဲ့ယူနစ်အချို့ပြန်ဖြတ်ထားရတာမသိဘူးလားဟုဘိုးစန်ဘိုးလန်ဒက်လန်ဒက်တို့နဲ့ဒေမီယူမန်တန်အဖွဲ့များကချက်ချင်းသဘောတူပြီးလက်ညီကြသည်
ပြန်လည်ဖွဲ့စည်းထားသောယောနိုယူနစ်များအတွင်းမှာဒေမီယူမန်စစ်သားများအများပြားပါဝင်နေပြီးသက်ဆိုင်ရာတပ်ခွဲမှာအဓိကအင်အားဖြစ်လာကြသည်စန့်ကျင်ဘက်အားဖြင့်တခြားမျိုးနွယ်စုများကလူနည်းဖြစ်သွားသည်အာဏာနည်းလာသည်ထို့ကြောင့်ဇိုဤမျိုးစုဤဩဇာတနိုင်သည်စစ်တပ်အတွင်းမှတဘာဝအတိုင်းတိုးလာမည်ဖြစ်သည်ငင်းဆန်နေဟု Drop Clan မှလူဆိုကအဒန်နဲ့ဖြန့်ဖြောသည်ကျွန်တော်တို့ Drop စစ်သားမျိုးကိုအခြားမျိုးနွယ်အဖွဲ့တွေနဲ့ရောချတာမလက်ခံပါကျွန်တော်တို့မျိုးနွယ်ရဲ့တန့်ရှင်းမှုကိုထိန်းချင်ပါတယ်ကြစ်ချွမ်းရှို့ကမျက်နှာမပြောင်းပဲဖြိုးလိုက်သည်ဒါမြဲတက်ပါပဲဒါပေမဲ့ဌာနချုပ်ကစနရိခါပြက်လက်နေတာကြောင့်ပြန်လဲဖွဲ့စည်းမှုကိုလက်ခံတဲ့တက်တွေကိုပဲအစာနဲ့ပစ္စည်းဝေမယ်မင်းမလိုလားရင်အခုထပ်သွားလို့ရသည်လူဆိုကအံ့ဩတော်လေးတုံးတလိုက်တဲ့အခါကြစ်ချွမ်းရှို့ဤရည်ရွယ်ချက်နောက်ွယ်ရှိအာနာခိုင်ခွိုင်းမြဲတော့တုံးနေတဲ့ဆိုတာကိုသိလိုက်သည်ဘိုင်ချွန်းကစကားမပြောဘဲထောက်ပင်နေရမှာတိတ်တဆိတ်ထိုင်နေခဲ့သည်သူသိနေသည်မှာကြစ်ချွမ်းရှို့သည်စတာလင်နဲ့ဒီလင်လိုမိသားစုကြီးများနဲ့လျှော့ဝှေးသဘောတူကြရှိပြီးစားနရိခါပြဿနာကိုမကြခင်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းဒါပေမဲ့သူကဒီအချက်လက်ကိုမျှဝေခြင်းမရှိဘဲအခွင့်အလမ်းအဖြစ်အသုံးချနေသည်အခက်အခဲကိုအခွင့်အလမ်းဖြစ်ပြောင်းသုံးနိုင်သူဒါကကြစ်ချွမ်းရှို့ဤတကိုးဖြစ်သည်နောက်ဆုံးမှာကြစ်ချွမ်းရှို့ကပြောလိုက်သည်စိတ်ချပါအားလုံးဒီပြုပြင်ပြောင်းလဲမှုတွေကကျွန်တော်တို့စစ်တပ်ရဲ့တိုက်ခိုက်မှုအင်အားနဲ့အမိန့်ပေးစနစ်တွေကိုဒါမြင့်တင်မှုဖြစ်တာပါကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တန်ဖိုးတွေမပြောင်းမဘူးအရှိပြားကိုလွတ်မြောက်စေဖို့လူမျိုးအလုံးအတွက်တန်းတူခွင့်အလန်းဒီဖန်တီးဖို့ပဲဌာနချုပ်ကလည်းလူမျိုးအလုံးအတွက်တရားမျှတစွာဆောင်ရွက်သွားမယ်ဘိုင်ချွင်းဒီကြစ်ချွမ်းရှိုး၏ဖုန်နေတော်မနာကိုကြည့်ပြီးထိတ်လန့်မှုအနှဲငယ်ခံစားလိုက်သည်ဒီကွမ်မင်ဘယံကအာနာရဲ့အသွဲအပြင်မှာအလွန်ကျွမ်းတန်ဟုသူစိတ်ထဲတွင်တွေးမိသည်မတ်လ9ရက်ဧကရိပြက္ခတင်822ခုနှစ်တွင်အရှေ့ပြားတက်မတော်၏ပထမဆုံးပြုပြင်ပြောင်းလဲမှုစတင်ခဲ့သည်ဒီပြုပြင်ပြောင်းလဲမှုနှင့်အတူကြစ်ချွမ်းရှို့သည်သူ၏ဦးဆောင်မှုအာဏာကိုတက်မတော်အတွင်းစုစည်းပြီးကွမ်မင်ဘယံဖြစ်နောက်အာဏာအပြည့်တကိုတက်လာခဲ့သည်